အောက်ပိုင်းကစားနည်းရေးဆိုတဲ့အခါဟန်ချက်မထိန်နိုင်မှာစိုးရိမ်နေလားမင်္ဂလာပါတီချင်တော်ပါဒီကနေ့မှာစမစ်မရှင်ကိုသုံးပြီးတော့ပြင်ပါပေါင်နဲ့ခြေသလုံးချက်သားလေးတွေကိုထိရောက်အောင်ပုံဖော်ပေးမယ်လေ့ကျင့်ဉာဏ်၄မျိုးကိုပြပြပေးထားတာဖြစ်ပါတယ်မရှင်နေနဲ့ဆော့ရတာဖြစ်လို့ဖောင်ပုံစံကိုပို့ပြီးတော့လေအာယုံဆိုင်နိုင်တယ်လို့တရားနိုင်ခြေကိုလည်းနေပါစီပါတယ်အောက်ပိုင်းလှလှလေးတွေပိုင်ဆိုင်ခြင်းနေဆိုရင်တော့ဒီ၄မျိုးကိုတစ်ပတ်ကို2ကြိမ်ပုံမှန်လေးကစားပေးလို့ရပါတယ်ကစားနည်းရဲ့အချိန်အကျော်လေးတွေကိုလည်းဗီဒီယိုရဲ့အပေါ်မှာရေးထားပေးတယ်နော်နောက်ထပ်ဘယ်လိုလေ့ကျင့်ဉာဏ်မျိုးလေးတွေကိုသိချင်လဲဆိုတာကိုလည်း comment မှာပြောခဲ့ပေးဦးနော်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်။လေ့ကျင့်ငယ်တွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။